အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဝက်နိုင်ဦးမိသားကိုလေးစားချင်တာနဲ့အိမ်မှာချက်စားပြလို့လုံနီးလေးကိုမြပြလိုက်ပါရဲ့ရှင်လမ်းဗီဒီယိုကြောင့်ဝက်သားမစားတဲ့လူတွေစိတ်နှောက်ယှက်ဖြစ်သွားရရင်တောင်းပန်ပါရဲ့ရှင်အရင်ဆုံးရေဆေးထားတဲ့ဝက်နံရိုးလေးတွေကိုအိုးထဲထည့်လိုက်ပြီးတရေပြုတ်ပေးလိုက်ပါမယ်ရှင်လမ်းတော့ဝက်နံရိုး80သားသုံးထားပါတယ်အခုလိုတရေပြုတ်ပေးလိုက်တာကဝက်နံရိုးတွေမှာရှိရဲ့မကောင်းတဲ့အညစ်အကြေးတွေကိုထွက်သွားစေပါရဲ့ရှင်ပို့ပွက်ဆူလိုက်ဆိုရင်ဝက်နံရိုးလေးတွေကိုဆယ်ထားလိုက်ပြီးအရည်တွေကိုသွင်းပစ်လိုက်ပါမယ်ပြီးရင်အိုးထဲကိုရေများများလေးထည့်လိုက်ပါမယ်ရှင်ခုနပြုတ်ထားတဲ့ဝက်နံရိုးလေးကိုလည်းထည့်ပေးလိုက်ပါမယ်ရှင်ပြီးသွားရင်လှီးထားရဲ့ခြင်းထုထားရဲ့စပယ်လင်းနန်းနန်းပင်မြင့်နဲ့ရှမ်းနန်းမြင့်တို့ထည့်ပေးလိုက်ပါမယ်ရှင်အရသာအတွက်စားနှင်းငယ်ကြက်သားမုံတခြားနှင်းငယ်နဲ့ပဲငမြရဲ့ကျဲထမင်းစားလို့တစ်စုံလို့ထည့်လိုက်ပြီးမီးလေးနဲ့တထားပေးလိုက်ပါမယ်ရှင်တထားရဲ့ချိန်မှာကျက်ဆက်တဲ့ကိုရေစိမ့်ပြီးလှီးထားရဲ့ရှမ်းနန်းနန်းနန်းပင်ကြက်သွန်ပြူနဲ့ငရုတ်သီးစိမ့်တို့ထည့်လိုက်ပြီးကျက်ပေးလိုက်ပါမယ်ရှင်ဝက်နံရိုးတည်ထားလိုက်တာရေလေးခမ်းပြီးအသားလေးလည်းနူးနေပါရဲ့ရှင်။လမ်းဝက်နံရိုးမိတော့ဆိုရင်ရေလေးဆက်မိစားရကြိုက်လို့ဒီနေ့ထားမှာပဲရသာလေးထည့်လိုက်ပါတယ်။ကြားထမင်းစားသွန်းတစ်စုံကြက်သားမုံနဲ့ငယ်ငမြရည်ထမင်းစားသွန်း3စုံ ready made သမ ရည်နဲ့သမ သီးတို့ထည့်လိုက်ပြီးအားလုံးသမသွားအောင်မှုတ်ပေးလိုက်ပါမယ်ရှင်။ပြီးရင်ခုနကြိတ်ထားတဲ့ဆာပလာလေးထည့်လိုက်ပါမယ်ရှင်ဒီနေရာမှာအခုလိုထည့်မပြုတ်လိုက်ပဲအပြင်မှာရတာဆက်ပြီးဝက်နံရိုးလေးပေါ်လောင်းထည့်လိုက်လေရပါရဲ့ရှင်လမ်းတော့စော့ပေါ်လောင်းပေးရတဲ့အခုလိုတစ်ခါလေးရောထည့်ပြီးချက်တာကိုပိုကြိုက်ပါရဲ့ရှင်တည်ထားလိုက်တာပို့ဆူလာကြီးဆိုရင်မိမို့ပေါ်ကချလို့ရပါရဲ့ရှင်ဒါဆိုရင်ရှင်ငံဆက်လေးနဲ့စားလို့ရန်ကောင်းတဲ့ဝက်နံရိုးမိတောက်လေးရသွားပါရဲ့ရှင်အိမ်မကူတိုင်းချက်စားဖြစ်လို့တန်တန်ရှင်းရှင်းလဲစားရပြီးအရသာလည်းကိုယ်စိတ်ကြိုက်ပြင်နိုင်ပါရဲ့ရှင်။လောက်ရလွယ်ကူပြီးစားလို့လည်းရန်ကောင်းလို့လိုက်လို့စားကြည့်ကြပါရှင်။လမ်းဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြတဲ့တငယ်ချင်းအလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။ Bye bye